ပွဲအတွက်ကုန်ကြမယ်စေအကုန်လုံးကိုငါလေးပေးအတွက်လှူဒန်းခဲ့တဲ့မွန်မြတ်တဲ့စိတ်ထားပိုင်ရှင်လေးပိုင်တကွန်မင်္ဂလာပါပရိသတ်ကြီးရေနိုင်ငံကျော်မင်းသားတလက်ဖြစ်တဲ့ပိုင်တကွန်ကတော့သူ့ရဲ့လက်ထပ်ပွဲကိုကြီးကျယ်တာထက်အားလုံးကိုအကျိုးပြုနိုင်အောင်ရည်ရွယ်ပြီးကျင်းပဖို့ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်တသက်မှာတမင်္ဂလာပဲရှိရဲ့မင်္ဂလာပွဲကိုတော့လူတော်ရအကြီးကျယ်ဆုံးအခမ်းအနားဆုံးဖြစ်အောင်အပြိုင်ဆိုင်လုပ်နေကြတဲ့အချိန်မှာတော့နိုင်ငံကျော်မင်းသားပိုင်တကွန်ကတော့ရိုးရိုးရှင်းရှင်းပါပဲပရိသတ်တွေကတော့ပိုင်တကွန်ရဲ့လက်ထပ်ပွဲပုံရိပ်တွေကိုကြီးကျယ်ခမ်းနားမယ်လို့မျှော်လင့်နေကြမှာအသေးချပါပဲမကြသေးခင်ကလက်ထပ်ပွဲကျင်းပခဲ့တဲ့နေကျူးဆိုရင်တော့သူ့ရဲ့ပွဲကိုဘယ်သူမှမတူအောင်ငွေကိုရှေးလိုသုံးပြီးကျင်းပခဲ့တာအားလုံးအမြင်ပါပဲမင်္ဂလာတစ်ခါဆောင်မှုတနေ့လောက်အချိန်ယူခဲ့ပြီးအကောင့်စားတွေသုံးပြီးအထူးခြားဆုံးဖြစ်အောင်စီစဉ်ခဲ့တာပါသူများတွေဆိုရင်မင်္ဂလာဆောင်မှုတနေ့လောက်အချိန်ယူနေကြပေမဲ့ပိုင်တကွန်ကတော့အချိန်တစ်ခဏအတွင်းလက်ထပ်ဖို့စီစဉ်ခဲ့ရလေဖြစ်ပါတယ်ပိုင်တကွန်ကတော့သူ့ရဲ့အသက်28နှစ်ပြည့်ဖို့ရှက်ပိုင်းလို့နိုဝင်ဘာမှာလက်ထပ်ခွေတောင်းခံခဲ့ရပြီးတိတ်မကြခင်မှာပဲစစ်ဆက်ပွဲကျင်းပခဲ့ရလေဖြစ်ပါတယ်ပိုင်တကွန်ကတော့သူ့ရဲ့ချစ်သူကိုအယိုးရှိဆုံးစကားတွေနဲ့ပကာသနာမပါတဲ့ပုံစံလေးနဲ့လက်ထပ်ခွင့်တောင်းခံခဲ့တယ်လို့သူတို့ရဲ့စစ်ဆက်ပွဲကလည်းရိုးရှင်းပါတယ်သူများတွေလိုမျိုးတင်တောင်းဝေတွေကိုထုတ်ပြပြီးတောင်းခံတာမျိုးမဟုတ်ပဲအုံဝဲငပြောတွေကိုကင်ပြီးလူကြီးမိဘအစုံလေးနဲ့စစ်ဆက်ကြောင်းလန့်ခဲ့ရလေဖြစ်ပါတယ်သူ့ရဲ့စစ်ဆက်ပွဲကဘာပကာသနာမှမပါပေမဲ့ပရိသတ်စိတ်ဝင်စားခံရတာကတော့အသေးချပါပဲပရိသတ်တွေကရိုးရှင်းတဲ့သူတို့ရဲ့ဝတ်စားပုံကိုလည်းသဘောကျသလိုကြီးကျယ်ခမ်းနားတဲ့အင်ကြီးမှာပကာသနာမပါပဲစစ်ဆက်ခွင့်တောင်းခံခဲ့တာကိုလည်းသဘောကျခဲ့ရတယ်ဖြစ်ပါတယ်သူများတွေကစစ်ဆက်ဖို့ငွေလက်ခင်းနေချိန်မှာနိုင်ငံကျော်မင်းသားကအေးစိတ်တည်ငြိမ်နေခဲ့တာကြောင့်အားလုံးကဝိုင်းပြီးတော့ချီးကျူးခဲ့ကြလည်းဖြစ်ပါတယ်ပိုင်တကွန်ကတော့နိုင်ငံတကာမှာပရိသတ်အခိုင်အမာရထားတဲ့မင်းသားတလက်ပါပဲထိုင်းနိုင်ငံဗီယက်နမ်နဲ့အိန္ဒိယနိုင်ငံတွေထိအားပေးကြတဲ့ပရိသတ်တွေကအများပြပါပဲပိုင်တကွန်ကသူ့ရဲ့အောင်မြင်မှုတွေကြောင့်တခြားနိုင်ငံမှာပါရွှေရှင်စကားကြီးရက်ခွင့်ရတဲ့အထိကိုအောင်မြင်တဲ့မင်းသားတလက်ဖြစ်ခဲ့တာပါနိုင်ငံကျော်တယောက်အားပေးတဲ့ပရိသတ်တွေကနိုင်ငံတကာထိရှိနေတဲ့ပိုင်တကွန်ကသူ့ရဲ့စစ်ဆက်ပွဲမင်္ဂလာပွဲကိုကြီးကျယ်တာတဲ့ရွှေရှင်မီရိုးရဒလေးတွေမြန်မာမှုတွေကိုချပြခြင်းခဲ့ရဖြစ်ပါတယ်မြန်မာတွေစစ်ဆက်ကြောင်းလိုက်ရင်ဘယ်လိုပုံစံမျိုးနားဖောက်ရတယ်ဘယ်လိုတွေဝတ်စားစီရင်ပြီးဘာတွေလိုအလဲဆိုတဲ့အရာတွေကိုနိုင်ငံတကာကသိအောင်ချပြခြင်းခဲ့ရဖြစ်ပါတယ်ပိုင်တကွန်ကတော့သူ့ရဲ့ပွဲအခမ်းအနားကိုစောင့်ကြည့်ရဲ့ပရိသတ်များမယ်ဆိုတာသိပေမဲ့သူကရိုးရဒလေးတွေကိုသိစေခြင်းနဲ့စိတ်ကူးနဲ့အယုရှိဆုံးကျင်းပခဲ့ရလေဖြစ်ပါတယ်မင်္ဂလာပွဲကျင်းပမဲ့သူတို့သားလေးပိုင်တကွန်ကတော့ငလင်ပေးတဲ့ပြည်သူတွေအတွက်ငွေကျပ်300လှူဒါန်းခဲ့တဲ့အပြင်သိန်းပေါင်း1500ဖို့စေဝါပစ္စည်းနဲ့အရေးပေါ်မိုဘိုင်းတွိုင်းလက်တွေကိုလည်း600ကျော်ဖို့အပြင်စားစရာတွေပါထပ်မံလှူဒါန်းခဲ့ပါတယ်ကျွန်တော်အနေနဲ့ကျေးဇူးပြုပြီးတော့ငလင်ပေးကြောင်းတိုက်တာအိုးအေတကယ်ဆုံးရှုံးထိခိုက်ခံစားခဲ့ရတဲ့ငလင်ပေးတဲ့ပြည်သူတွေကိုသာအထူးကထားပြီးတော့အလူရှင်တွေကဲစိတ်သမားတွေစေတနာဝန်ထမ်းတွေကကာယအားညာရကငွေအားတွေနဲ့လှူပေးနေရလဲတွေ့ရပါတယ်အကောင်လုံးလည်းဘေးမတင်ခဲ့တဲ့သူတွေဝင်ယူတာမျိုးမလုပ်ခြင်းအပြင်ဝိုင်းဝန်းကူညီပေးပါဆုံးရှုံးသွားတဲ့သူတွေရဲ့ဒုက္ခကိုဦးစားပေးနားလည်ခွင့်နဲ့ကူညီပေးဖို့ပြောချင်ပါတယ်ပြည်ပနိုင်ငံတွေကအလူရှင်တွေပါဝင်လူတဲ့ငွေတွေရောပြည်တွင်းကအလူငွေတွေကိုရောကျွန်တော်အနေနဲ့စုပြီးတော့လှူဒန်းနေပါတယ်လို့တရုတ်ဆောင်ပိုက်တကွန်ကပရိသတ်တီအောင်ပြောလာခဲ့ပါတယ်သူဟာတော့မတ်လ28ရက်နေ့ကထိုင်းနိုင်ငံမှာရှူတင်စတူဒီယိုတစ်ခုမှာရောက်နေလို့သိရပါတယ်ပိုင်တကွန်ကတော့ငလင်စဖြစ်ဖြစ်ချင်းမှလေငလင်တဲ့ပြည်သူတွေအတွက်ကျပ်သိန်း150ကိုလည်းခိုင်နေဝင်ဖောင်ဒေးရှင်းကတဆင့်လှူဒန်းခဲ့ပါသေးတယ်ထိုင်းနိုင်ငံကပရိသတ်တွေကလည်းမြန်မာနိုင်ငံဟာသူတို့ရဲ့အိမ်နီးချင်းနိုင်ငံမိသားစုလည်းဖြစ်တဲ့အတွက်သူတို့ထက်တူခန်းစားရတယ်ဆိုပြီးတက်နိုင်တဲ့အလူငွေတွေကိုစုပေါင်းပြီးတော့ဘန်ကောက်လေးစိတ်မှာပိုင်တကွန်စီလာရလှူဒန်းပေးသွားတယ်လို့ဘန်ကောက်ထဲကိုလည်းအဖွဲ့အစည်းတချို့ကလှူဒန်းထားလို့သိရပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲရန်နာလိုက်ပြစေအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါဦးနော်အဆုံးนี้ကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြပါစေရှင်